မင်္ဂလာပါပြည်စုံမှာကြိုဆိုပါရစေဒီနေ့မှာကျွန်တော်ကမိတ်ဆွေတို့ပေါ့နော်ကျွန်တော်ဟိုတာချီကထုတ်တဲ့ကျွန်တော်တို့ကားလေထိုးဆက်ကလေးပေါ့နော်ကားလေထိုးဆက်ကလေးနဲ့ကျွန်တော်ကမိတ်ဆွေတို့ကိုပြသပေးတော့မယ်သူကကြတော့ကျွန်တော်တို့12 volt ပေါ့နော်12 volt 23 ampere ပေါ့နော်12 volt ဆိုတော့ကျွန်တော်တို့ကားလေးမှာပါတဲ့ကျွန်တော်တို့ဟိုဘက်ထရီနဲ့ကောင်းကောင်းလှုပ်လို့ရတယ်ပေါ့နော်အဲ့ဘက်ထရီမှာသွားချိလိုက်ရင်ဒီဆက်ကလေးကကျွန်တော်အလုပ်လုပ်တယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့ PSI ကလည်းကျွန်တော်တို့150 PSI အထိကိုကျွန်တော်တို့အသုံးပြုလို့ရတော့ကျွန်တော်တို့ကားစီကားကြီးကျွန်တော်တို့အားလုံးသုံးပြုလို့ရတယ်ပေါ့နော်သူကကျွန်တော် heavy duty သုံးလို့ရတယ်ကျွန်တော်တို့မိနစ်40အထိပေါ့နော်သူကမိနစ်40အထိသူကတောက်လျှောက်အသုံးပြုလို့ရတယ်maximum pressure 150 psi ပေါ့နော်သူရဲ့ current က23 ampere power supply က DC 12 volt ပါဒီကောင်လေးကိုကျွန်တော်တို့ဖောက်ကြည့်ပြန်ပေါ့နော်ဒီကောင်ကဟိုတာချီကထုတ်တာပါဟိုတာချီဆိုရင်တော့ကျွန်တော်တို့သိတဲ့အတိုင်းပေါ့နော် DC ကတော့ကောင်းပြီးသားပေါ့နော်ဒီထဲမှာကျွန်တော်တို့ manual စာအုပ်လေးပါမယ်ပေါ့နော် manual စာအုပ်ပါမယ်နောက်ပြီးတော့အထဲမှာသူကဘယ်လိုလွယ်ကူဆွဲသွားလို့ရတဲ့ဘယ်လိုအိတ်ပုံစံလေးနဲ့လာမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကားထဲမှာထည့်ဆောင်သွားလို့လည်းရတယ်ပေါ့နော်သူ size လေးကကျွန်တော်တို့အားကြီးလည်းမကြည့်ဘူးအနေတော့ပဲခင်ဗျဒီထဲမှာဘာကြီးပါအောင်ဆိုရင်ကျွန်တော်တို့လေပိုက်ပါမယ်ပေါ့နော်အဲကျွန်တော်ဒီဆက်ကလေးပါမယ်အိတ်တစ်လုံးပါမယ်ပေါ့နော်ပိုက်ကလေးကိုကျွန်တော်အရင်ကြည့်အောင်ပိုက်ကတော့ကျွန်တော်တို့ဒါ9မီတာလောက်ရှိမယ်ပေါ့နော်ပိုက်မှာကျွန်တော်လေထိုးပြရခေါင်းလေးလည်းပါတယ်နောက်ပြီးတော့ဒီမှာတစ်ခါတည်းသူ့ရဲ့လေပေါင်ချိန်ဘယ်လောက်ရှိရဲဆိုတာကျွန်တော်ကြည့်ဖို့ရတိုင်ခွက်ကလေးလည်းပါတယ်ပေါ့နော်သူကဒါမျိုးပေါ့ဒီဘက်မှာကျွန်တော် socket လေးပါမယ်ဆက်ကလေးကတော့ကျွန်တော်ဒါမျိုးလုပ်ပါမယ်ဆက်ကလေးမှာကျတော့ကျွန်တော်တို့လေထိုးလို့လည်းရတယ်နောက်ပြီးရေးဘော်တွေပါတယ်သုံးဖို့ရအတွက်ကိုကျွန်တော်တို့ဒီမှာမီးလေးလည်းပါတယ်ပေါ့နော်လက်နဲ့မီးလို့ပုံစံမျိုးမီးလေးလည်းပါတယ်အဖွင့်ပိတ်ကကျွန်တော်တို့ဒီဘက်မှာလုပ်ပြရမယ်ကျွန်တော်တို့ဟိုလေထိုးဆက်ကလေးအဖွင့်ပိတ်ကတော့ကျွန်တော်ဒီဘက်မှာလုပ်ပြရမှာပေါ့နော်သူ့ရဲ့ခြေရမယ်ခေါင်းလေးကတော့ကျွန်တော်တို့နီနဲ့နှစ်ပင်ဒီလိုကြိုးလေးနဲ့လာမယ်ပေါ့နော်ကျိုးလေးရလဲကျွန်တော်တို့တော်တော်ရှည်တယ်ပေါ့နော်ကျွန်တော်တို့တော်တော်ရှည်တဲ့အတွက်ကိုကျွန်တော်ရှေ့မှာဟိုဘက်ထရီချိတ်ပြီးရင်ကျွန်တော်တို့ကားတစ်စီးကိုပတ်ချလဲအားလုံးကိုလုံလုံလောက်လောက်အသုံးပြုလို့ရတယ်ပေါ့နော်ကျိုးကတော်တော်ရှည်တယ်နောက်ပြီးတော့ကျွန်တော်ဒီပိုက်လေးရလည်းရှည်တယ်သူခေါင်းလေးရဒါမျိုးပေါ့နော်ဒီခေါင်းလေးကိုကျွန်တော်ဒီပိုက်ခေါင်းလေးနဲ့ကျွန်တော်အတွေ့အကြုံဆော့လိုက်ရပြီပေါ့နော်ဒါမျိုးပဲပေါ့ဟုတ်ပြီကျွန်တော်ဒီကောင်လေးကိုကျွန်တော်တို့လူကြီးမင်းတို့စိတ်ဝင်စားလို့မှာယူကြမှာကကျွန်တော်တို့ရဲ့ပြည်စုံရ Facebook page Messenger ဒါမှမဟုတ်39923333 Viber ဖုန်းနံပါတ်တွေကိုဆက်သွယ်ပြီးမှာယူနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်